ကားတွေကမှီရမယ့်ကိစ္စအဲ့လိုမေးလို့ငါတိုင်ပတ်ဟိုလမ်းအဲ့လောက်ပဲရှော့လို့ရပြီကွာမင်းကလေကားမှမဟုတ်တော့ငါချီတော့ကအေးအလောက်ကိုသွားမှာအခုကနော်သိရလေအေးဘေးမှာခေါင်းကန်းထဲမှာအဲ့စီးမှာပတ်စံတော့ပို့ပေးရမှာဟုတ်ငါခေါင်းကမစီးဘူးလေငါခေါင်းကခေါင်းမှုလို့ဟာငါခေါင်းကန်းမစီးလို့မရဘူးခေါင်းကမစီးခေါင်းကစီးငါခေါင်းမှုငါဖင်ကန်းပဲစီးမယ်ဘလို့ဖင်ကန်းတော့အနောက်ကစီးမယ်လည်းမဟုတ်ဘလို့ဖင်ကန်းတော့မင်းအရှိခေါင်းလေငါနောက်ကဖင်မောဘယ်နေရာပဲဖြစ်ဖြစ်ကွာဟဲ့ငါတော့ခေါင်းကန်းနဲ့စီးမှာတကယ်ဟိုဖြစ်တယ်ဆိုပတ်စံဆက်ပြောက်တစ်ခါတည်းပေးလိုက်ငါခေါင်းကန်းသားပါသဘောပေါက်လားဆက်ပြောက်တစ်ခါတည်းပေါင်းပေးလိုက်ကြားလားအေးငါပတ်စံရောဘာလဲဒီမှာဖွက်လာတယ်ကပိုင်းထဲမှာဆိုဖွက်ထားတယ်ဆိုလေဒီလူပြပါလားကွာဟာဘာလဲအေးမှန်တယ်ဟုတ်ပြီနောက်ကဆက်ပြောက်တစ်ခါတည်းပေးလိုက်ကြားလားခေါင်းကန်းပို့ပါလို့နော်ပြောပြီးပေးတော့ငါးကားလို့ပြောမှာငါးကားအေးငါးကားလေနှစ်ယောက်ကကွာငါးခေါင်းကန်းမှာစီလို့ပတ်စံပို့ပေးရတယ်အေးဟုတ်ကဲ့ဟေးကဲရှေ့မှာလူပါမယ်စေနှစ်ယောက်ကပေးလိုက်ကွာမင်းကလည်းလာပြီငါးကဟောနှစ်ယောက်ကခေါင်းကရလားခေါင်းကရတယ်နှစ်ယောက်တောင်လားဘယ်ဘောစေဟာဖက်တဲ့ဗျာခင်ဗျာဟဲ့လူကမောဟဲ့လောက်ကောတယ်စေမောတာမဟုတ်လေရိုက်ဂိမ်းဆုံးပြီဗျာကျွန်တော်ဒီမှာပဲဆင်းပါပဲဗျဟုတ်ကားကနောက်မှရှင်းပါပါနောက်မှရှင်းပါဟုတ်ကဲ့ပါအဲ့ဒါပြင်းနေရဟုတ်နောက်ကပေးထားရလားဟုတ်သားပါရေရဆရာလာခင်လိုက်ဖေရရောင်းကားကမင်းနောက်ကပေးထားရသူမေးပါဦးဆရာဟုတ်ဖေရနောက်တာလားမဟုတ်လေကျွန်တော်နဲ့အတူတူမှတ်လိုက်မှာနှစ်ယောက်တက်တာလေတယောက်ကအနောက်ကစီးမယ်ဆိုကျွန်တော်ခေါင်းကတက်သွားတာလေဟိုမပေးဘူးအဲ့လူလားဟိုခုံချပြီးနေခဲ့ဟာဖေရမင်းတယောက်တည်းလာပြီးတော့ခေါင်းကလာစီးရငါတို့လာနောက်တာမဟုတ်ပါတဲ့အဲ့မရိုးနေပြီနော်ဟုတ်အဲ့မဟုတ်ကျွန်တော်အတူရှင်းမယ်ဆိုပြီးကျွန်တော်အောက်မှာနေရတယ်သူ့ကိုကျွန်တော်ပြောတာတယ်သူကဘယ်လိုဖြစ်လို့ဘာလို့သားပါမလုံးနဲ့ဖေရမင်းကကောင်းမပြောနဲ့ကားကဗမာလေမဟုတ်သူပေးမယ်ကြာပါရဲ့ဆရာရဲ့မဟုတ်ငါရှင်းမယ်သူပေးမယ်သူနဲ့ကျွန်တော်နဲ့အတူတူနှစ်ယောက်လာတာ तू ကနောက်မှပဲစီးချင်တယ်အတူတူနောက်မှစီးလေမင်းကဘာလို့ခေါင်းကန်းစီးတာလဲဟုတ်ကျွန်တော်ခေါင်းကန်းစီးနေကြမို့လို့ကျွန်တော်ခေါင်းကန်းမှာတက်စီးတာတကယ်ကိုပတ်စံသူ့ရှိမှာအဲ့ तू ပေးမယ်ဆိုပြီးကျွန်တော်တခါတည်းသူ့ကိုပြောလိုက်သေးတယ်ပြောချက်လိုက်တာကွာကားကပေးကျွန်တော်ပတ်စံတော့တပြားမရှိဟိုကပြင်းဒီထီလေးယူလာပါဗျာပြင်းဒီဂိတ်ကိုပဲကျွန်တော်လာပြန်ရွေးပါဒီစုပ်ကငါဘာလို့ရမှာလဲကွာဟမ်ပတ်စံကမိုးရရောက်နေပြီထီးမရှိပြီထားလိုက်အေးငါတို့ပေးခဲ့နော်ဟုတ်ကဲ့ပါဟာဒီကငါတို့ကားကနေဘာဆိုင်လဲလို့ပါဆရာရဲ့ထီးကျွန်တော်ပြန်လာရွေးပါပါဗျာကျွန်တော်ကားဟုတ်ကဲ့ရလာမေးရပါပြီကွာဟုတ်ဗျာစောက်ချိုးတွေကြည့်ပြီဟုတ်မိုးတက်ယူရဲ့အာကျွန်တော်တကယ်ဟိုပြောတာပါသူနဲ့ကျွန်တော်နေလာတာပါတော့လာရေးတော့ရဟုတ်ကဲ့လာရွေးပါမယ်သွားတော့လူကောင်းနေမလုပ်ပြအောင်လက်တော့ကွာကျေးဇူးရှင်ဘယ်မှာတက်ခဲ့တာတော့ပြောသားဟာမင်းတော်ငါ့ကိုပြဿနာရှာတဲ့ကောင်ကွာဖနှက်ကြကြံကြလို့စင်းကောက်တာဟာအေးမင်းကဖနှက်ကြကြံခဲ့တယ်ဆိုရင်စက်ပြရပါတယ်ခဏနေဦးတားပါလားပတ်စံအိတ်ကမင်းရှိမှာငါကောင်းကန်းထဲမှာနေတဲ့ကောင်လေးဟမ်အခုပေးလာမရှိတော့ထိပေးခဲ့ရတယ်ကားရခိုင်မှာအားနာလို့ဟဲကိုကစီးတဲ့ကောင်ဘာကိစ္စအားနာတာတော့လို့ဟာမင်းတော်အကုသို့ပေးတဲ့ကောင်ကွာဖြီးရပါပြီလို့ဟဲငါပတ်စံပေးစားမရှိတော့အဲ့ဒီထီပေးခဲ့ရတာဗောငါတောင်းမှန်နဲ့ဘာလို့ထီပေးခဲ့တာနှမျိုးစရာကြီးပတ်စံမရှိမှလေကားရှိမှမဟုတ်ဘူးလေပြီးတော့နှမျိုးစရာကြီးထီကအစုပ်ကြီးကိုဘလို့စောက်တာတော့ငါစိတ်ကတော်တိုးလိုက်ငါပိတ်ထိုးထားလိုက်မယ်နော်ဘာမှလည်းမစားသေးဘူးပတ်စံလည်းတပြားမှမရှိလို့စီချက်စားမယ်လာပြန်ပြီစီချက်ငါလုံးရင်သေးလိမ့်မယ်တေချာပြုတ်ပြီမပြုတ်နဲ့တော့သွားလက်ဖေးဆိုင်သွားလက်ဖေးနဲ့မုံနဲ့ဝယ်လာခဲ့ကြောက်ကြရနော်လက်ဖေးရမို့ရနော်အေးလက်ဖေးရမို့ရဘာမို့လဲတေချာပြောလိုက်တော့မားမှာဆိုလို့ပေါင်မို့နော်ပေါ်စိတ်ပေါင်မို့အေးပေါင်မို့နော်တော့တော့မှမတို့တော့ပေါင်မို့ဆိုရပြီလို့ကွာအမို့ရလက်ဖေးရပဲမလားဒါပဲငါလည်းတုတ်ခုတ်ဝယ်လိုက်မယ်ငါလည်းတောက်မယ်နှစ်ခွက်ဝယ်လာခဲ့လိုက်နော်မင်းကပမုံစားငါပမုံမစားဘူးလက်ဖေးတောက်မှာမလားစမှုစား
မင်းစားကြည့်စားပြီးငါတို့ကပေါင်မုံနဲ့လက်ဖက်ရည်ရရင်ရပြီသဘောပေါက်တယ်နော် ခရိုင်းဝင်ကြဟိုကပင်နာဆိုင်မလား ဟုတ်တယ်သွားပါလဲကွာ စမှုစားနဲ့ပါမုံနော် ဟုတ်တယ်အော်ပေါင်မုံနဲ့လက်ဖက်ရည်စပူစားမင်းစားမှာဆိုမင်းစားကြည့်စားကြကွာငါတို့လက်ဖက်ရည်နဲ့ပေါင်မုံရရင်ရပြီ ဖေးနဲ့စမှုစားပါမုံဖေးနဲ့စမှုစားပါမုံဖေးနဲ့ အော်အော်တော့ရောက်အော်